မော်တန်စင်တွေနဲ့အတူရေထဲမှာပြေးလွှားနေတဲ့ချင်းမှုကိုမြင်တဲ့နတ်ဆိုးမြောက်ဝင်လဲကောင်းစိုးလေးတေဖို့သာပြင်ထားဦးဆိုကချင်းမှုကိုတိုက်ခိုက်ဖို့လိုက်လာပါတယ်။အဖိုးမှလည်းအကြီးတစ်ချက်နဲ့6လန့်ပေးလိုက်ရအချိန်ဝါနဲ့တင်အေယာမနတ်ဆိုးမြောက်ဝင်ကြီးလဲမွေးကင်းစမြောက်ပေါက်ကလေးလိုဖြစ်သွားရကတုတ်ချေတင်ထွက်ပြေးသွားပါတယ်။ချင်းမှုစီမှာဖြစ်နေတဲ့နတ်ဖျားနဲ့နတ်ဆိုးတန်စင်တွေကဘယ်ကရောက်လာတာလဲလို့မေးနေတဲ့ဆေးဆရာကိုနန်းတော်ဟောင်းတွေကပါလာတာနေမှာပေါ့လို့အဖွားစစ်လဲပြန်ပြောလိုက်ပါတယ်။စိုးရိမ်နေတဲ့အဖွားစစ်ကိုချင်းမှုကအရွယ်ရောက်နေပြီပဲဟုဆိုကအရန်စိတ်ပူမနေဖို့မြကန်းဖိုးဖိုးကပြောလိုက်ပြီးချင်းမှုကိုပေါ်ကအညစ်အကြေးတွေကိုသူစီးကြောပေးမယ်ဟုဆိုကအနောက်ကနေလိုက်သွားပါတယ်။တကယ်တော့နတ်ဖျားတန်စင်နဲ့နတ်ဆိုးတန်စင်တွေဆိုတာတရေသားအဆင့်အောင်ခုခံနိုင်စွမ်းမရှိပဲတာမန်လူတယောက်ဖို့ဆိုယူသွတ်သွားနိုင်ပေမဲ့ချင်းမှုကတော့အခုချိန်ထိတောက်ခံထားနိုင်သေးပြီးနောက်ပိုင်းမှာတော့ဘလို့တွေဆက်ဖြစ်လာမလဲစိုးရိမ်နေကြပါတယ်။တဘာဝတရားအရစန့်ကျင်ဘက်ဖြစ်နေတဲ့နတ်ဖျားနဲ့နတ်ဆိုးတန်စင်တွေဟာချင်းမှုရဲ့ကိုယ်ထဲမှာရောရှက်နေတာကြောင့်အိတ်နေရင်တော့အိမ်မဆိုးတွေမြင်မဲ့နေရပြီးကြောက်စိမ့်လေသွဲလေးကကာကွယ်ပေးထားတာကြောင့်သာတက်တာရနေခဲ့ပါတယ်။ဒါအပြင်အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုလည်းတန်စင်တစ်ခုရဲ့တိုက်ခိုက်မှုတွန်းကန်အားတွေကြောင့်လောက်ခရမ်းနေရပြီးအဖြစ်အပျက်အားလုံးကိုစောင့်ကြည့်နေတဲ့အဖွားစစ်လည်းစိုးရင်သွားတာကြောင့်ရွာလူကြီးကိုဒီကြောင်းတွေသွားပြောလိုက်ပါတယ်။ရွာလူကြီးဖိုးဖိုးလည်းဓာရီအားလုံးဟာတာရှိရဲ့လိုအပ်ချက်တွေဖြစ်တာကြောင့်အနည်းနဲ့အမြန်ချင်းမှုကြုံတွေ့ရမယ့်အရာတွေဖြစ်ကြောင်းရှင်းပြနေပေမဲ့စိတ်ပူလွန်တဲ့အဖွားစစ်ကတော့လက်သင့်မခံနိုင်ဖြစ်နေရပါတယ်။အခြားသူတွေထက်အဖွားစစ်ဟာချင်းမှုကိုငငယ်ကလေးကမွေးမိခင်နေမချပြုစုဆောင်ရှောက်ခဲ့ရတာကြောင့်တန်ရောစင်ပုံနေတာကိုနားလေတဲ့ရွာလူကြီးဖိုးဖိုးလဲချင်းမှုဟာတာရှူးရဲ့ခဏတာဧည့်သည်များသာဖြစ်ပြီးအတောင်ဆောင်တဲ့အခါအပြင်လောကကြီးကိုသွားရင်လဲဒီထက်ပိုများတဲ့အန္တရာယ်တွေကိုကြုံတွေ့ရအောင်မှာမို့ခုကလေးကဒုက္ခတွေနဲ့အသားကျဖို့လိုကြောင်းရှင်းပြနေပြီးချင်းမှုလေးထွက်မသွားခင်မှာလိုအပ်တဲ့ပညာရက်တွေကိုအိတ်သွန်ဖာမောက်သင်ကြားပေးရမှာကသူတို့တာဝန်သာဖြစ်ကြောင်းရွာလူကြီးဖိုးဖိုးကပညာရှိပြီးအဖွားစစ်ကိုနားချနေခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့ကစလို့ချင်းမှုတယောက်တာရှိနယ်မြေတစ်ခုလုံးလွတ်လပ်စွာသွားလာနေထိုင်ခွင့်ကိုရသွားတာကြောင့်အပျော်ကြီးပျော်နေခဲ့ပါတယ်။တာရဲကောင်တွေနဲ့အပြေးပြိုင်လိုက်အနိုင်ကျင်းလို့ရတဲ့ကောင်တွေဆိုရင်တီးထုတ်ပေးလိုက်မနိုင်တဲ့အခါဆိုထွက်ပြေးလိုက်နိုင်တဲ့ကောင်တွေဆိုလဲဝက်သက်ဓာတ်နဲ့ခုတ်လိုကခုတ်တင်းမုတ်ကြီးနဲ့ထုတဲ့အခါထုနဲ့ပြောင်းဆန်အောင်မှွေနေခဲ့ပါတယ်။ထို့နောက်အဖိုးမတင်ပေးဘူးတဲ့မိုးရိုးလက်ဝါးတိုင်း၈ကွက်ထဲကပထမအကွက်ဖြစ်တဲ့ပင်လယ်မုန်တိုင်းလက်ဝါးကွက်ကိုရေလိုင်းကြီးတွေထွက်ပေါ်လာတဲ့အထိအဆက်မပြတ်လေ့ကျင့်နေပေမဲ့ကောင်းကင်စီကမိုးကြိုးတွေတော့ထွက်မလာသေးတာကြောင့်ချင်းမှုတဲ့ရောက်တက်ရရှောက်ပြေးနေရင်ရုံချမ်းမြစ်ကြီးရဲ့အောက်ပိုင်းအထိရောက်သွားပြီးမရောက်ဖူးသေးတဲ့ဖျားเจ้าပြက်တစ်ခုကိုမြင်တာကြောင့်စူးစမ်းကျင်တဲ့ချင်းမှုလဲတွေးတဲ့လေကိုကောက်လော်ရင်သွားနေလိုက်ပါတယ်။ဖျားเจ้าပြက်ထဲမှာတော့ကြေးရုပ်ထုတစ်ခုကိုမြင်ရပြီးတန်ညိုးတွေနဲ့ရစ်ပတ်ထားတာကြောင့်ချင်းမှုတယောက်စူးစမ်းလေးလာနေပြီးနဖျားနဲ့လည်းမတူငကားနဲ့လည်းမတူပဲတရဝါတွေကိုကဲတင်ပေးမှုတဲ့ဖျားနဲ့စင်တူတဲ့ဟုဆိုကအဖိုးဖွားတွေတင်ပေးထားတဲ့အတိုင်းသူဟာဒီနေရာကြီးကိုမျက်စိလဲလမ်းမပြီးရောက်လာခဲ့တာဖြစ်ကြောင်းနဲ့တစုံတရာအပြစ်လုံးမိတာရှိရင်မေတ္တာရှိထားပြီးခွင့်လွှတ်ပေးဖို့တောင်းပန်လိုက်ရင်နောက်တစ်ချက်အနေနဲ့ရှားဖိုးဖိုးတင်ပေးထားတဲ့အတိုင်းသူဟာငယ်စဉ်ကလေးကကျမ်းမာရေးအလွန်ချူရသူဖြစ်တာကြောင့်အထဲမှာတစုံတယောက်ရှိနေရင်လည်းသူ့ကိုထိခိုက်အောင်မလုပ်ဖို့တောင်းပန်လိုက်ပါတယ်။ဘာတုံးညံတယ်မှမကြားရတာကြောင့်ချင်းမှုလဲဘယ်သူမှမရှိဘူးထင်တယ်ဟုဆိုကလှေကားမှာထိုင်ချလိုက်ပြီးထိုးချိန်မှာပဲရဲတန်တစ်ခုနဲ့အတူသူမရဲ့နာမည်ကရှင်ချင်းရဲ့ဖြစ်ပြီးဒီအနီးနားမှာနေထိုင်သူဖြစ်ကြောင်းမိတ်ဆက်ကချင်းမှုရဲ့နာမည်ကိုမေးလိုက်ပါတယ်။ချင်းမှုလဲသူ့နာမည်ကချင်းမှုချင်းဆိုတာနွားကြောင်းနဲ့အဓိပ္ပာယ်ရပြီးသူကလည်းနွားကြောင်းသားလေးတစ်ယောက်ဖြစ်ခဲ့ဘူးပြီးအခုတော့နွားကမိန်းမတစ်ယောက်ဖြစ်ပြောင်းသွားတာကြောင့်ကျောင်းစရာနွားမရှိတဲ့နွားကြောင်းသားလေးပါလို့ပြန်ပြောလိုက်ပါတယ်။ချင်းချင်းရဲ့လဲခင်မင်းနဲ့ထိမ့်မက်အနေနဲ့တတောင့်တတစကားပြောရအောင်အထဲထိလိုက်ခဲ့ပါဆိုပြီးချင်းမှုကိုသူ့ပိုင်နဲ့ထဲများခေါ်လိုက်ပါတယ်။ချင်းမှုကလည်းအထဲကိုလိုက်ဝင်မှုဆုံးဖြတ်လိုက်ပြီးမှထူးဆန်းတဲ့အငွေ့သက်တွေနဲ့အတူလှုပ်ရမ်းလာတဲ့တန်ညိုးကြီးတွေကြောင့်အထဲကိုစူးစမ်းကြည့်လိုက်ရာတောင်လိုပုံနေတဲ့အယိုးစုတွေကြောင့်ထောက်လန့်သွားတဲ့ချင်းမှုလည်းပူဇော်စရာဘာမှပါမလာလို့နောက်တစ်ခါမှအမွှေးတိုင်ယူလာပြီးပူဇော်ရင်အထဲဝင်တော့မယ်လို့နှစ်ချက်ကွက်နင်းလိုက်ပါတယ်။စွန်စားခန်းတွေအကြောင်းသိချင်ရင်တော့လေကောင်းလေတန်ရတဲ့အပြင်မှာပဲပြောရအောင်ဆိုတဲ့ချင်းမှုကိုပင်ပန်းလာတာဆိုတော့အထဲမှာပဲအေးအေးဆေးဆေးအနားယူရင်ပြောရအောင်ဆိုကမိစ္ဆာမမာယာတဲကိုးပြာကိုသုံးပြီးမရှိတဲ့ကောက်ကြောင်းတွေပြကချင်းမှုကိုတမာရီဆန်းနေခဲ့ပါတယ်။ချင်းမှုကတော့အကြောက်ကန်ငင်းနေတာကြောင့်စိတ်မရှိတော့တဲ့ရှင်ချင်းရဲ့လဲကင်းချင်များတဲ့ပြောင်းသွားပြီးချင်းမှုကိုအတင်းကျပ်ဖမ်းဆီးဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့တန်ညိုးတွေကချုံနှောင်ထားတာကြောင့်တကားပြင်ဘက်ကိုထွက်လို့မရဖြစ်နေတဲ့ရှင်ချင်းရဲ့လဲကြေးရုပ်ထုစီပြန်သွားကနှစ်တွေကြာတိချုပ်ထားတာဒီမှာငတ်လို့သေးတော့မယ်နေကိုယ်တိုင်ကြတော့ရောနတ်ဆိုးကနေနတ်ဖျားဖြစ်သွားတာမဟုတ်ဘူးလားအပြင်မှာရှိနေတဲ့အသားတုံးကြီးကိုစားကျင်တယ်လို့ရေယိုရင်းရန်တွင်းနေလိုက်ပါတယ်အကြံရသွားတဲ့ချင်းမှုလဲနတ်ဆိုးကနေနတ်ဖျားဖြစ်တယ်ပြီးတော့မိစ္ဆာတွေကိုချုံနှောင်ပြီးလူတွေကိုကူညီတယ်ဆိုတော့သူ့ကိုလည်းကူညီနိုင်မှာပဲဟုဆိုကနေရာမှာပဲထိုင်ချလိုက်ပြီးရေတိုင်းကိုဖျက်ဆီးဖို့နတ်ဆိုးတန်သွင်းတွေကိုရေယိုလိုက်ပါတယ်ထိုချိန်မှာပဲကြေးရုပ်ထုဟာလည်းအယောင်ဝါတွေပေါ်ထွက်လာပြီးအသက်ဝင်လာကနတ်ဆိုးတစ်ကောင်ကများသူ့အရှိမနတ်ဆိုးတန်စင်တွေထုတ်လို့ရတဲ့ဟုဆိုကရွှေရောင်လက်နေတဲ့တန်ညိုးတွေနဲ့ရှင်ချင်းရဲ့ကိုရှယ်ပြင်းပေးနေပါတယ်။နေရင်ထိုင်ရင်ချင်းမှုပယောကကြောင့်အတီးခံနေရတဲ့ရှင်ချင်းရဲ့လဲသူမဟုတ်ကြောင်းအတင်းကြီးနေပေမဲ့ကြေးရုပ်ထုကတော့နတ်ဆိုးတန်စင်ကိုတွန်းလှန်ဖို့နတ်ဖျားတန်စင်တွေကိုပါရွတ်ဆိုလိုက်တာကြောင့်ရှင်ချင်းရဲ့တယောက်နာကျင်စွာအော်ဟစ်နေရပါတယ်။ချင်းမှုကတော့နတ်ဖျားတန်စင်ကြောင့်စိတ်ဝိညာဉ်တွေကရေတိုင်းရဲ့
နဖျားချိတ်စည်းတွေကပြေရော့လာတာကိုအခွင့်ကောင်းယူပြီးနတ်ဆိုးတန်တင်ကိုစုပ်ယူကအလွယ်တကူပဲဖျက်ဆီးနိုင်လိုက်ပါတယ်ချင်းမှုလည်းအောင်မြင်စွာတရေသားနှုတ်ထနိုင်လိုက်တာကြောင့်ခုံပေါက်ပျော်ရွှင်နေပြီးကျေးရုပ်ထုကြီးကလည်းနတ်ဆိုးတန်တင်တွေပျောက်ကွယ်သွားတာကြောင့်ပြန်လည်ငြိမ်သက်သွားခဲ့ပါတယ်ချင်းမှုကတော့ပြိုင်မဲကင်းခန္ဓာနှုတ်ထလာရင်နတ်သားရဲကြီး၄កောင်ကိုတွေးရမှာဆိုတဲ့အဖိုးဖွားတွေရဲ့စကားအတိုင်းလိုက်လံရှာဖွေနေပြီးမဲ့ဟင်းလေးမြင်ကြီးတာဖြစ်နေတာကြောင့်နားမလည်နိုင်ဖြစ်နေရပါတယ်ခဏကြာတော့ကြောက်ရွံ့တစ်ခုလိုမလုံးမရှက်နဲ့ကလေးငယ်တယောက်ကိုမြင်တဲ့ချင်းမှုလည်းအနားကပ်သွားပြီးထိကြည့်လိုက်ရာနူးညံ့တဲ့အသားရည်ရှိပြီးသူငယ်ငယ်ကနဲ့ကျွတ်စွတ်တူနေတာကြောင့်ဘသူကများသူ့ရုပ်ထုကိုဒီမှာလာထားလဲမသိဘူးလို့ရေရွတ်နေလိုက်ပါတယ်ထို့နောက်ကလေးငယ်လေးကပါဇက်ဟားလိုက်ရာအရာအလုံးကိုစုပ်ယူခံလိုက်ရပြီးချင်းမှုရဲ့အသေးစိတ်ဟာလည်းစုပ်ယူခံလိုက်ရကချင်းမှုကိုယ်တိုင်ဟာလည်းတရေသားလေးဖြစ်သွားခဲ့ပါတော့တယ်